ပိုင်း3မမျောလင့်ထားတဲ့အမှန်တရားဇက်သိမ်းပိုင်းຫນွေဟာတုံရီနေတဲ့လက်တွေနဲ့ဖုန်းကိုကြည့်လိုက်ပါတယ်။ message ချထဲမှာရေးထားတာကຫນွေအနောက်ကိုလှည့်မကြည့်နဲ့ငါမင်းနောက်မှာရှိနေတဲ့ຫນွေဟာအံ့ဩတုန်လှုပ်စွာနဲ့အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါပစိန်ကင်ထားတဲ့လူသက်သမားဟာသူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်ပါတယ်။အဲ့ဒီလူဟာတခြားသူမဟုတ်ပါဘူး။ကိုစောဖြစ်နေပါတယ်မောင်။ဒါပါရီလေ။ဘာလို့လဲຫນွေဟာကျမ်းပြင်ပေါ်မှာလဲကျသွားပြီးငိုယိုပါတော့တယ်ကိုစောကအေးဆက်ဆက်ပြုံးနဲ့ပြောလိုက်ပါတယ်။ຫນွေမင်းငါကိုတစ္ဆာဖောက်ခဲ့တာတွေကိုငါအကုန်သိတယ်။ဒီပြားရည်စမ်းခီးဆိုတာမင်းအတွက်နောက်ဆုံးခီးဖြစ်အောင်ငါဖန်တီးထားတာပေါ့။ဒါပေမဲ့ငါမင်းကိုတခါတည်းမတက်ချင်ဘူးမင်းရဲ့ကြောက်လန့်နေတဲ့မျက်နှာကိုကြည့်ပြီးမှတက်ချင်တာကိုစောကပစိန်ကိုမြှောက်ပြီးနှွဲစီကိုတိုးလာပါတယ်။နှွေဟာနောက်ဆုံးမျောလင်းချက်နဲ့တောင်ဆောင်ပေါ်ကကြောက်ခဲတစ်လုံးကိုကောက်ကင်ပြီးကိုစောရဲ့ခေါင်းကိုအားကုန်လွှဲထူလိုက်ပါတယ်။ကိုစောဟာဟန်ချက်ပြက်ပြီးခြောက်ထဲကိုလွင့်စင်ကျသွားပါတော့တယ်။နှွေဟာမိုးရဲရည်ထဲမှာအားကုန်ပြေးရင်လမ်းမကြီးပေါ်ကိုရောက်သွားခဲ့ပြီးကားတစ်စီးကသူမကိုကယ်တင်ခဲ့ပါတယ်။ရဲစခန်းရောက်တဲ့အခါမှာတော့သူမဟာအဖြစ်အပျက်အားလုံးကိုပြောပြခဲ့ပါတယ်။ရဲတွေကတောင်ပေါ်အိမ်လေးကိုတွားရောက်စစ်ဆေးတဲ့အခါအဲ့ဒီမှာကိုစောရဲ့အလောင်းကိုမတွေ့ရပါဘူး။ရက်အနှဲငယ်အကြာမှာနှွေဟာသူမရဲ့အိမ်မှာတယောက်တည်းရှိနေတော့တကားအောက်ကနေစာအိတ်တအိတ်ဝင်လာပါတယ်။စာအိတ်ထဲမှာတော့သူတို့ပြားရည်စမ်းခီးမှာရိုက်ခဲ့တဲ့ဓာတ်ပုံလေးတစ်ပုံနဲ့အတူစာတိုလေးတစ်စောင်ပါလာပါတယ်။ပြားရည်စမ်းခီးကမပြီးသေးဘူးနော်။နှွေဟာတကိုယ်လုံးတုံရီသွားပြီးအင်းရှိကမှန်ထဲကိုကြည့်လိုက်တဲ့အခါမှန်ထဲမှာသူမရဲ့အနောက်မှာရက်နေတဲ့လူရိပ်တစ်ခုကိုမြင်လိုက်ရပါတော့တယ်။ဒီလိုမျိုးနောက်ထပ်ဇာတ်လမ်းကောင်းတွေနားထောင်ဖို့ channel လေးကို subscribe လုပ်ခဲ့ပါဦးနော်။